မင်္ဂလာပါရှင်ဒီနေ့တော့ကျမတို့စီချွန်စတိုင်စက်တာကုန်းမောင်ချန်နီဝေကိုချက်ပြသွားမှာပါဒီဟင်းမှာဟင်းသီးဟင်းရွက်တွေလုံးဝမပါတာကိုသတိထားမိမှာပါဘာလို့လဲဆိုတော့ဒါဟာစက်သားကိုပဲအဓိကသုံးတဲ့မူရင်းစီချွန်စတိုင်စစ်ထီလို့ပါဒီဟင်းရဲ့ထူးခြားချက်ကတော့နူးညံ့တဲ့စက်သားကျွတ်ရွက်တဲ့မြေပဲဆန်တဲ့အကျူလျှာဖျားမှာထုံဆက်ချိုးချင်းအရသာလေးကိုတပြိုင်နက်ခန်းစားအောင်မှာပဲဖြစ်ပါတယ်အရင်ဆုံး sauce ကိုဆက်ထားရအောင်တကြားစားပွဲတင်စုံစွန်းနဲ့လက်ဖက်ရည်စွန်းတစုံဆန်အရဲလက်ဖက်ရည်စွန်းတစုံပဲငပိပြာရီစားပွဲတင်စုံနှစ်ခွဲစားလက်ဖက်ရည်စွန်း၄ပုံတစ်ပုံငရုတ်စီလက်ဖက်ရည်စွန်းနှစ်စုံငရုတ်သီးမုံလက်ဖက်ရည်စွန်းတစုံအငန်ထပ်မပါတဲ့ချက်ပြုတ်ရည်သို့မဟုတ်ရေ60မီလီလီတာထည့်ပြီးမှုေဖေးပါနောက်ထပ်အရေးကြီးတဲ့ပါဝင်ပစ္စည်းတစ်ခုကရှာလကာရည်စားပွဲတင်စုံနှစ်စုံပါဒါကိုတော့ခုနက sauce တဲ့ရောင်းမထည့်ပါနဲ့အောင်ပြီးရင်ကြက်သွန်ဖြူဓာပြားရိုက်ပြီးသား3တက်ချင်းညက်နေအောင်နှုတ်ဆင်ထားတာစားပွဲတင်စွန်းတူစွန်းကြက်သွန်မီ3ပင်ကိုအဖြူပိုင်းနဲ့အစိမ်းပိုင်းတီးတန့်စီလီထားပါအစိမ်းပိုင်းကိုအပေါ်ကနေဖြူဖို့သုံးပါဖြစ်ပြီးအဖြူပိုင်းကိုတော့စီတက်တဲ့နေရာမှာသုံးပါပါငရုတ်သီး6 12တောင်ကနေ15တောင်ကိုထက်ဝက်စီဖြတ်ထားပါတကယ်လို့အဆက်ကြိုက်ကြဆိုရင်အစီတွေပါထည့်ချက်နိုင်ပြီးမကြိုက်ဘူးဆိုရင်တော့ဖယ်ထုတ်ထားလို့ရပါတယ်ကြက်ပေါင်းသားကိုသုံးပါမယ်အစီတွေကိုဖယ်ထုတ်ပြီးအသားထူတဲ့နေရာတွေကိုထက်ဝက်လီမေပါဒါမှအသားကျက်တာညီမှာပါပြီးရင်တလက်မအရွယ်စားအမြောင်းလေးတွေလီပြီးမှတလုတ်စအတုံးလေးတွေဖြောင်းသုံးပေးပါကြက်ပေါင်းသားမသုံးချင်ရင်ပုံသားပဇွန်အမဲသားဒါမှမဟုတ်ဝက်သားကိုလည်းကြိုက်တယ်လို့သုံးလို့ရပါတယ်ကြက်ပေါင်းသား400 gram သို့မဟုတ်14အောင်စားလက်ဖက်ရည်စွန်း4ပုံတစ်ပုံပဲငပိရည်စားပွဲတင်စွန်းတစ်စုံဆန်အရန်စားပွဲတင်စွန်းတစ်စုံအရေးတွေအသားထဲစိတ်ဝင်သွားတဲ့အထိနယ်ပေးပါပြီးရင်ပြောင်းပုံးမှုန့်စားပွဲတင်စွန်းတစွန်းထည့်ပြီးမှုတ်ချုပ်တွေမညင်တော့တဲ့အထိထပ်နေပါနောက်ဆုံးမှာတော့စီစားပွဲတင်စွန်းတဝက်ထည့်လိုက်ပါဒီစီကကြက်သားတွေကိုအိုးမှကတ်မနေစေပဲအလွယ်တကူကွာထွတ်စေပါတယ်အာလူးမှုတ်လက်ဖက်ရည်စွန်းတစွန်းနဲ့ရေလက်ဖက်ရည်စွန်းတစွန်းကိုရောထားပါစချကြစို့ဒေအောထဲကိုစီလက်ဖက်ရည်စွန်းနှစ်စွန်းထည့်မီးကိုအနှိမ့်ဆုံးမှထားပါစီချွန်ငရုတ်ခွားလက်ဖက်ရည်စွန်း3ပုံတစ်ပုံခန့်နဲ့ငရုတ်သီး6တွေထည့်ပါ15စက္ကန့်ကနေ20စက္ကန့်လောက်အနက်မွေးလာအောင်လှော်ပေးပါပြီးရင်ကြက်သားတွေထည့်ပြီးအိုးအနှုတ်ကိုဖြတ်လိုက်ပါမီးကိုအလဲအလောက်အဆင့်ထားပြီး30စက္ကန့်လောက်ထားမှကြက်သားကိုတစ်ဖက်လွှမ်းပေးပါနောက်ထပ်20စက္ကန့်လောက်ထပ်ချက်ပြီးရင်တော့ကြက်သွန်မေးအဖြူကြက်သွန်ဖြူချင်းတို့ကိုစက္ကန့်30လောက်စီတက်ပေးပါပြီးရင်တော့အစောကဆက်ထားတဲ့ sauce ကိုလောင်းထည့်ပြီးစက္ကန့်20လောက်ထပ်ချက်ပါအခုဆိုရင်ကြက်သားက60ကနေ80ရာခိုင်နှုန်းလောက်ကျက်နေပြီပဲထင်ပါတယ်။ကျမတို့အသားကိုပါပါလေးထားလို့ကြက်ပေါင်းသားချက်ဖို့ကအချိန်3မိနစ်ကနေအများဆုံး4မိနစ်ပဲကြရမှာပါ။အခုချိန်မှာတော့ဆက်ထားတဲ့အာလူးမှုန်ရည်လက်ဖက်ရည်စွန်းတစွန်းထည့်ပြီး sauce ပြတ်သွားတဲ့အထိမှွေပေးပါ။ sauce ပြတ်သွားပြီဆိုရင်တော့မီးပိတ်လို့ရပါပြီ။ပြီးရင်လှော်ထားတဲ့မြေပဲဆန်ခွက်တစ်ဝက်85 gram ကို sauce နဲ့တမာသွားအောင်မှွေပေးပါ။နောက်ဆုံးအဆင့်အနေနဲ့မီးပိတ်ထားလျက်သားပဲရှာလကာရည်ကိုထည့်ပြီးအမြန်မှွေပေးပါ။ရှာလကာရည်ကိုနောက်ဆုံးမှထည့်ရတာကသူ့ရဲ့အချင်းအရသာနဲ့အနံ့မပြောက်သွားစေချင်လို့ပါတခြား sauce တွေနဲ့ရောချက်လိုက်လေအပြူကြောင့်အချင်းတက်ပြဲသွားတတ်ပါတယ်စကားစားကျမစီတက်တဲ့ခါအိုးကိုအရင်ပူအောင်လို့ပြီးမှမီးခဏပိတ်ပြီး CA ကိုထည့်လေးရှိပါတယ်ဒါဆိုရင်အိုးကပူနေပေမဲ့အစားအစာတွေမတိုးတော့ပဲအိုးမကတ်အားနေတဲ့ကိုရရှိပါတယ်အော်တခုပြောဖို့မေ့သွားလို့စီချွန်ငရုတ်ခွန်းတွေကစီထဲမှာအနံ့မွှေးသွားပြီဆိုရင်ဖဲထုတ်ထားခြင်းရင်ဖဲထုတ်ထားလို့ရပါတယ်မဟုတ်ရင်စားတဲ့သူကဝါမိပြီးလျော်ထုံသွားနိုင်လို့ပါကျမတော့မဖဲဘူးကျမမောင်လေးကိုစက်နောက်ချင်းလို့ထားရတာမောင်နှမဆိုတာဒီလိုပါပဲကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်အားလုံးလည်းကြိုက်နှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ် like share နဲ့ subscribe လုပ်ပေးဖို့လည်းမမေ့နဲ့အောင်နော်ကျေးဇူးအများကြီးတင်ပါတယ်ရှင်